ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ပြန်လည်ဝေမျှပေးမယ့်အကြောင်းအရာလေးကတော့မေရှားနိုင်ငံမှာရေမောင်းလိုင်စင်ဖြည့်ဆို့ပုံအစစ်စစ်เนาะဒီကိုပြန်လည်ဝေမျှပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတင်ဆက်သူ blogger ကိုထုတ်ပြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုဆက်လက်လေ့လာကြည့်မယ်ဗျပထမဆုံးစာမျက်နှာလေးမှာကျွန်တော်ဗာလေးပေးထားရဲဆိုတော့ process ပေါ့နော်ဒါ process ဆိုတာကျွန်တော် license ဖြည့်ဆို့ပုံအစစ်စစ်ပေါ့နော်ဒါ process အစအဆုံးကိုကျွန်တော်ချပြပေးထားတာဖြစ်ပါတယ်ဟို process 1မှာပထမဆုံးနံပါတ်1အနေနဲ့ကျွန်တော်က KPP 01ကိုစပြီးတော့လေ့လာရမှာဖြစ်တယ် KPP 01ဆိုတာကတော့ကျွန်တော်အလွယ်ပြောမယ်ဆိုရင်တော့မလေး GBG ကချမှတ်ထားတဲ့ရင်စည်းကမ်းလမ်းစည်းကမ်းတွေကိုလေ့လာရမှာဖြစ်တယ်အဲ့တော့တင်နန်းချိန်6နာရီသွားပြီးတော့တင်နန်းပေါ့နော်ဒါကိုအပ်ထားတဲ့တင်နန်းမှာသွားပြီးတော့နားထောင်ရမှာဖြစ်တယ်အမေဆိုတော့6နာရီနားထောင်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ကရင်စည်းကမ်းလမ်းစည်းကမ်းကွန်ပျူတာစာမွေးကိုဖြည့်ရမှာဖြစ်တယ်အဲ့တော့ရင်စည်းကမ်းလမ်းစည်းကမ်းကွန်ပျူတာစာမွေးဖြည့်တဲ့အချိန်မှာ42မှတ်ရပြီဆိုရင်တော့လူလူဖြစ်တယ်ပေါ့နော်ဒါအောင်သွားပြီဆိုလို့ရှိရင်ကျွန်တော်က ADD ဆို air license ကိုရမှာဖြစ်တယ်အောင်မလေးလို့ဆိုရင်တော့ license plaza mamandu ဆိုတဲ့ air license ရမှာဖြစ်တယ်မိတ်ဆွေက air license ရပြီဆိုလို့ရှိရင်တော့ KPP 02ကိုဆက်ပြီးတော့လေ့လာရမှာဖြစ်တယ် KPP 02ကဘာလဲဆိုတော့သင်တန်းကသတ်မှတ်ထားတဲ့ကားပါကင်ကွင်းမှာပဲလေ့ကျင့်ရတာဖြစ်တယ်အဲ့တော့9နာရီခွဲအနည်းဆုံးအချိန်9နာရီခွဲလေ့ကျင့်ရတာဖြစ်တယ်လေ့ကျင့်ရတဲ့အဆင့်တွေကတော့အများကြီးရှိတယ်။ Rantura Phuket เนาะ Phuket တက်တာရှိမယ်။ S အခွေเนาะ Z ခွေเนาะဒါလေးတွေလေ့ကျင့်ရတာရှိတယ်။เนาะ Parking ထိုးတာရှိတယ်။တီကာဘန်ဂျူရူဆိုတဲ့ပေါ့နော်ဒါဒဲဆုပ်ပြီးတော့ပြန်ထွက်တဲ့ဟာလေးတွေပေါ့။အဲ့ဒါလေးလည်းကျွန်တော်ဒီဗီဒီယိုနဲ့ရှင်းပြသွားမှာဖြစ်တယ်။เนาะအဲ့အဆင့်တွေကျွန်တော်ဖြတ်တန်းသွားပြီးပါပြီဆိုရင်နောက်ဆုံးပေါ့နော်ဒါ KPP 03ဆိုတဲ့အောက်တိုးပေါ့အပြင်ဘက်မှာကျွန်တော်သင်တန်းကသတ်မှတ်ထားတဲ့ LAN တွေမှာကျွန်တော်အောက်တိုး10နာရီအနည်းဆုံးပေါ့နော်ပေါင်းပေးရတာဖြစ်တယ်02ရော03ရောလေ့လာပြီးသွားပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့သူတို့သင်တန်းကသတ်မှတ်ထားတဲ့ဆရာတွေပေါ့ချစ်ကူတွေရှိမှပဲကျွန်တော်ကဖြေရတယ်ဖြေရတဲ့ခါကျတော့မိနစ်30ဖြေရတယ်ကြည့်ပြီးသွားလို့ရှိရင်သင်တန်းကဆရာ pass ပေးတယ်ဆိုတာ ਨੇ ထပ်ပြီးတော့ GBG နဲ့တက် join ရတယ်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ parking ထိုးတဲ့အပိုင်းပါမယ်အောက်တိုးမောင်းတဲ့အပိုင်းတွေပါတယ်ပေါ့နော်အဲ့တော့ GBG နဲ့တေချာနောက်ဆုံး file နဲ့ဖြည့်ပြီးသွားပြီ batch ဖြစ်သွားပြီလူလူဖြစ်သွားပြီဆိုလို့ရှိရင်မိတ်ဆွေက PDL ဆိုတဲ့เนาะရေမောင်းလိုင်စင် P လိုင်စင်ကိုရမှာဖြစ်တယ်။မလေးလို့ဆိုရင်တော့ license amendment to ปัจจุบันเนาะปัจจุบันဆိုတာလေးကတော့စမ်းသပ်မောင်းနေတာကိုပြောတာဖြစ်တယ်။ license amendment to ปัจจุบันဆိုတော့ဘာကိုပြောချင်တာလဲဆိုတော့စမ်းသပ်မောင်းနေဖို့အတွက် license ပေါ့เนาะ P လိုင်စင်ကိုထုတ်ပေးတာဖြစ်တယ်။မိတ်ဆွေစမ်းသပ် license နှစ်သက်တမ်းရှိတဲ့ P လိုင်စင်ကိုထုတ်ပေးမှာဖြစ်တယ်။အဲ့တော့ရင်တော့မောင်းလို့ရပြီဒါနှစ်သက်တမ်းပဲပေးထားတယ်မိတ်ဆွေအဲ့ထဲမှာပေါ့နော်တတ်မှတ်တဲ့စီကံချက်ကိုချိုးဖောက်တာပဲဖြစ်သူတတ်မှတ်ထားတဲ့စီကံနဲ့ဥပဒေနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်မိတ်ဆွေကိုလိုင်စင်အပြီးပိုင်းရုပ်သိမ်းမှာဖြစ်တယ်အဲ့တော့ဟုတ်ပြီမိတ်ဆွေကပီလိုင်စင်ကိုင်လို့ပေါ့နော်နှစ်သက်တမ်းပြည့်သွားပြီတော့တစ်နှစ်ကျော်သွားပြီတစ်နှစ်ကျော်နဲ့နှစ်နှစ်ကြားထဲမှာပေါ့နော်ဖြစ်ပြီဆိုလို့ရှိရင်မိတ်ဆွေက CDA ဆိုတဲ့နော် complete license ကိုချိန်လို့ရမှာဖြစ်တယ်complete license ကတော့ပုံမှန် license ပဲဖြစ်တယ်နောက်ဆုံး file နဲ့အနေနဲ့ complete license ကိုချိန်ရမှာဖြစ်တယ်complete license ရသွားပြီဆိုတော့မိတ်ဆွေကထပ်ပေါင်းပြီးတော့ကျွန်တော်က lolly မောင်းပါလားကုန်တင်ကားမောင်းပါလားတိုက်စီမောင်းပါလားထပ်ပြီးတော့ဒါတွေကထပ်ပြီးတော့ join ရတာဖြစ်တယ်เนาะဒါဒီအဆင့်အားဆိုရင်ကျွန်တော် license ပြုလုပ်ပုံဖြည့်ဆို့ပုံเนาะဒါ process အစအဆုံးဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုနောက်ထပ် detail လေးထပ်ပြောပြမယ်ဗျနောက်ဒီမှာပေါ့ကျွန်တော်အရှိမပြောခဲ့သလိုပဲရင်စည်းကမ်းလမ်းစည်းကမ်း6နာရီနားထောင်ရတာဖြစ်တယ်ဒီမှာတော့ဒါပေါ်ဆုံးချက်လေးဖြစ်တယ်ဒါ KPP 01ဖြစ်တယ်အဲ့တော့နားထောင်ပြီးသွားပြီဆိုရင်ရက်ရွေးပြီးတော့ကွန်ပျူတာဖြည့်ရတယ်အဲ့ကွန်ပျူတာကဘယ်လိုဖြည့်မလဲပေါ့နော်ကွန်ပျူတာဘယ်လိုဖြည့်လဲဆိုတဲ့ဟာလေးကိုဆက်ပြီးတော့လေ့လာကြည့်မယ်ဗျအဲ့တော့ကွန်ပျူတာမဖြည့်ခင်မှာကျွန်တော်ကဘာကိုဖြည့်ရလဲဆိုတော့မျက်လုံးကိုစစ်ဆေးတဲ့မေကုန်း20ဖြည့်ရတာဖြစ်တယ်color brightness လို့နာမည်ပေးထားတယ်ပေါ့နော် color brightness ဆိုတာမျက်လုံးရဲ့အယောင်ခွဲခြားနိုင်မှုကိုဖြည့်ရတဲ့ပုံရိပ်တွေပေါ့နော်ပုံတွေပြတယ်မျိုးလုံးရဲ့အယောင်ခွဲခြားနိုင်မှုသူကစမ်းသပ်တဲ့ပုံတွေကိုကြည့်ပြီးတော့ဖြည့်ရတာဖြစ်တယ်မေကုန်းက20ဖြစ်တယ်တစ်လုံးမှမလို့မရအောင် color brightness မှမရအောင်ဆိုရင်ကျင်းတဲ့ဘိုင်းကိုဆက်ဖြည့်လို့မရအောင်เนาะအဲ့ဒါလေးကိုသတိထားမှာဖြစ်တယ်အဲ့တော့ကျွန်တော်အောက်မှာပြထားတဲ့ပုံတွေအတိုင်းပဲဖြစ်တယ်အော်ဒါလေးကပါပုံဒီဟာလေးကပါဆိုတဲ့ဟာကိုဒါ choice မေကုန်းလေးနဲ့သူကဖြည့်ရတာဖြစ်တယ်နော် color brightness အောက်မှာနောက်ထပ်တစ်စင်ကိုတက်ရမယ်အဲ့ဒါကဘာလဲဆိုတော့မေကွန်50ရေစကန်လန်စကန်မေကွန်50ဖြည့်ရမှာဖြစ်တယ်50မှာမှကျွန်တော်အပိုင်း3ပိုင်းခွဲထားတယ်ပထမတစ်ပိုင်းအနေနဲ့ကျွန်တော်တို့ကဘာလဲဆိုတော့
လမ်းညွန်မှတ်သားတွေပေါ့လမ်းညွန်မှတ်သားတွေဆိုဆိုင်းဘုတ်တွေပေါ့လမ်းတွေမှာပြထားတဲ့ဆိုင်းဘုတ်မှတ်သားတွေဟာဘာကိုဆိုလိုတယ်ဘာအဓိပ္ပာယ်ဆိုတာကိုသူက choice မိကုံးလေးနဲ့မေးရတာဖြစ်တယ်။ABCD ကို choice ပေးရတယ်။အဲ့ဒါမှသူကမိကုံး15ခုပါတယ်။လမ်းညွန်မှတ်သားမှာသူကမေးတယ်မိကုံး50ထဲမှာမိကုံး15ခုကလမ်းညွန်မှတ်သားမေးတဲ့မိကုံးဖြစ်တယ်။မိတ်ဆွေတို့ကလမ်းညွန်မှတ်သား15ခုကိုတော့လွယ်လွယ်ကူနဲ့အောင်မြင်နိုင်တယ်ဆိုလို့ရှိရင်နောက်ထပ်ဘယ်လိုဆက်သွားရလဲဆိုတော့လမ်းကြောပေါ့နော်ရင်ကြောနဲ့ဆိုင်တဲ့မိကုံးတွေမေးတာဖြစ်တယ်။အဲ့ဒါကတော့အများဆုံးပဲဖြစ်တယ်25ခုနော်မိကုံးပေါင်း25ခုမေးတယ်။ရင်ကြောလမ်းကြောနဲ့ဆိုင်တဲ့မိကုံး25ခုမေးတယ်။နောက်ဆုံးအဆင့်အနေနဲ့သူကပါတာကတော့ psycho မိကုံးလို့ပြောလို့ရတယ်။နော်စိတ်ပိုင်းဆိုင်ရာပေါ့အရေးပေါ့ambulance တွေ့တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ပြရမလဲ psycho နဲ့ဆိုင်တဲ့မိကုံးတွေကိုမေးတာဖြစ်တယ်။နော်မိကုံး10ခုဖြစ်တယ်ဟုတ်ကဲ့ရင်စီကံလမ်းစီကံမေကုန်း90မှာ42မှတ်ရရင်အောင်ပြီးတော့ learner driving license learner driving license ဆိုတော့ကျွန်တော် air license ရမှာဖြစ်တယ်မြန်မာလိုဆိုတင်မောင်း license ပေါ့နော်ရင်စီကံလမ်းစီကံမအောင်လို့ရှိရင်မေဆိုတော့ air license ရမှာမဟုတ်ဘူးရင်စီကံလမ်းစီကံမေကုန်းအောင်မှသာကျွန်တော် air license ရမှာဖြစ်တယ်မေကုန်းကတော့ကျွန်တော်90ဖြေရတယ်42မှတ်ရမှာအောင်တာဖြစ်တယ်တော့မအောင်မချင်းတော့ပြန်လဲစူးစမ်းပိုင်ခွင့်ရှိရင်စီကံလမ်းစီကံကတော့မေဆိုလို့ပြန်လိလာပြီးတော့ဖြေရင်လည်းရတယ်ထိုင်နေဖြေမယ်ဆိုလည်းရတယ်ဒါသူကတော့ကန်တဲ့ချက်မရှိဘူးပေါ့နော်သူက ice blind နဲ့တော့မတူ ice blind test ကြတော့သူကကန်တဲ့ချက်ရှိတယ်တစ်ခါမှားတယ်မရှိဘူးထပ်ပြီးဖြေလို့မရတော့ဘူးပေါ့နော်အဲ့လိုရှိတယ်အဲ့တော့ airline ချင်းဆိုတာတော့ဒီမှာလက်ရှိဖော်ပြထားတဲ့အတိုင်းပဲဖြစ်တယ်နော်ကာလာတက်တန်းကတော့သူက3လရှိတယ်အဲ့တက်တန်းကုန်သွားပြီတက်တန်းတော့ထပ်တူလို့ရတယ်လို့သိရတယ်နော်ဒါသူကတက်တန်း3လကုန်သွားတဲ့တော့တွင်မှာကျွန်တော်က license မဖြည့်ဖြစ်ဘူးဆိုရင်တော့တက်တန်းထပ်တူလို့ရတယ်ထပ်တူရတဲ့တက်တန်းကာလာတော့ကျွန်တော်လည်းဒီတော့မသိဘူးဒါနဲ့တော့တက်တန်းထပ်တူလို့ရတယ်လို့တော့သိထားရပါနော်ဒါဒီဟာဆိုရင်တော့ airline စီဖြစ်တယ်အဲ3လတက်တန်း3လအတွင်းမိတ်ဆွေက driving ကိုဖြည့်ပြတယ်ဆိုလို့ရှိရင်တော့ B license တန်းရမှာဖြစ်တယ်တော့တကယ်လို့မိတ်ဆွေကအကြောင်းမျိုးကြောင့်မဖြည့်ပြဘူးဆိုရင်တော့တက်တန်းဆက်ပြီးတော့တိုးထားလို့ရတယ်ပေါ့နော်ဒီ airline စီကတော့ဟုတ်ကဲ့ဆက်ပြီးတော့လေ့လာကြည့်မယ်မိတ်ဆွေက airline စီရတယ်ဆိုရင်ဘာဆက်လုပ်ကြမလဲ airline စီရတယ်ဆိုမိတ်ဆွေတော့ဘာဆက်လုပ်ရမလဲဆိုတော့ကျွန်တော်ရင်မောင်းရမှာဖြစ်တယ်เนาะရင်မောင်းလေးလာမှာဖြစ်တယ်အဲ့တော့ဘာတွေမောင်းရမလဲဆိုတော့ကွန်ပျူတာအောင်မယ်ကွန်ပျူတာအောင်ပြီးသွားလို့ရှိရင်ကျွန်တော်က airline ရမယ် airline ရလို့ရှိရင်ကားပါကင်မှာကျွန်တော်ကလေ့ကျင့်ချိန်9နာရီဖြစ်မယ်ကားပါကင်လေ့ကျင့်ချိန်က9နာရီခွဲပြီးတော့ပြင်ပမောင်းနှင်ချိန်ပေါ့မောင်းနှင်လေ့ကျင့်ချိန်က10နာရီဖြစ်တယ်အဲ့တော့ iTech ပို့လို့လည်းရတယ်တော့အနည်းဆုံးနာရီကိုရေးထားတာဖြစ်တယ်နော်ဒါဒီမိတ်ဆွေတို့ကမကျွမ်းကျင်လို့ဆိုလို့ရှိရင်တော့သူတို့ရဲ့တင်တန်းမှာညှိပြီးတော့ထပ်ပြီးတော့ပေါ့ဒါသူတို့ကတော့ဂျူတီကြီးတော့ပေးရတယ်တူတယ်ကျွန်တော်တို့ရှိမှလည်းအဲ့လိုပေါ့နော်ဒါမိတ်ဆွေတို့ကကျွမ်းကျင်ပြီးသားလို့ဆိုရင်တော့သူသတ်မှတ်တဲ့အချိန်ကျွင်းမှာဟိုကမက်သက်လေးပေါ့ပါကင်ထိုးပုံထိုးနည်းတွေ off road မောင်းနေဆိုလို့ရှိရင်တော့လမ်း A ကဘယ်ကနေဝင်ဘယ်ကိုထွက်ညာကနေညာထွက်ဒါမျိုးလေးပေါ့လမ်းအမှတ်သားလေးတွေကမှတ်မိတယ်ဆိုလို့ရှိရင်တော့ကားမောင်းလဲကျွမ်းကျင်နေဆိုရင်တော့အချိန်အများကြီးပေးကြတော့မလို့ပေါ့တကယ်လို့ကိုကကားမောင်းလဲမကျွမ်းကျင်သေးဘူးလေ့ကျင့်ဖို့လိုအပ်တယ်ဆိုရင်တော့မိတ်ဆွေကအဲ့တင်တန်းနဲ့ညှိပြီးတော့ထပ်ပြီးတော့မိတ်ဆွေကထပ်ပေါင်းပြီးတော့ဂျူတီဂျေးပေးပြီးတော့ထပ်လေ့ကျင့်လို့ရတယ်ဗျဒါကျွန်တော်တို့ကျတော့ဒါ9နာရီနဲ့9နာရီခွဲနဲ့10နာရီအတွင်းမှာပဲအနည်းဆုံးလေ့လာအောင်မယ်လို့သတ်မှတ်ထားတာဖြစ်တယ်เนาะဒါ9နာရီပဲပါကင်9နာရီပဲအနည်းဆုံးလေ့လာရမယ်ပြင်ပမောင်းနှင်ချိန်10နာရီအနည်းဆုံးလေ့လာရမယ်လို့ပြောတာဖြစ်တယ်ဘယ်လိုလေ့ကျင့်ကြမလဲအဲ့ဘိုင်းမှာပါเนาะအဲ့တော့parking နေdriving နေဘယ်လိုလေ့ကျင့်လဲဆိုတာကိုဆက်ပြီးတော့ကျွန်တော် video လေးနဲ့အတူကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်တယ်အဲ့တော့ video မတိုင်ခင်အကြမ်းမြင့်အနေနဲ့ကျွန်တော်ပြောပြမယ် KPP0 အဆင့်ဆိုတာကဘာလဲဆိုတော့ parking ထိုးတဲ့အဆင့်ဖြစ်တယ်เนาะ parking လေ့ကျင့်တဲ့အဆင့်ဖြစ်တယ်အဲ့တော့အမှကျွန်တော်ပထမဆုံး bukit เนาะ bukit ဆိုတာလေးကတော့မလေးလို့ bukit ဆိုတာလေးကညီမလို့ဆိုရင်တော့တောင်ကုန်းမြင့်ကိုပြောတာဖြစ်တယ်အဲ့တော့ bukit ဆိုတဲ့အသုံးအနှုန်းလေးပဲသုံးထားတယ်အဲ့ဒါဘာဖြစ်လဲဆိုတော့ကုန်းပေါ်ကိုတက်ရတာဖြစ်တယ်เนาะကုန်းပေါ်ကိုတက်ရတယ်ကလပ်ပဲဖြစ်ဖြစ်အော်တိုပဲဖြစ်ဖြစ်ဒီအဆင့်ကြီးဖြတ်ကျော်ရတာဖြစ်တယ်ဂုံးပေါ်တက်ပြီးတော့ကျွန်တော်ကဂုံးအလေတက်မှာသူကစီးရှိတယ်နော်စီးရှိတယ်စီးအဲ့စီးပေါ်မှာအရှိဘိန်းကိုအတိရက်ပြီးတော့ဟမ်ဘရိတ်ဆွဲထားတာနော်ဟမ်ဘရိတ်ဆွဲထားတာဖြစ်တယ်ဟမ်ဘရိတ်ဆွဲပြီးတော့ကျွန်တော်အချက်ပြရတယ်လက်ထောင်ပြီးတော့ကျွန်တော်ဘေးနားမှာစစ်တဲ့လူရှိတယ်နော် GPG ဆို GPG ရှိမယ်ဒီကတင်နန်းဆရာကြီးဆိုတင်နန်းဆရာရှိမယ်သူတို့ကကြည့်ပြီးတော့ကိုရဲ့အရှိတာယာကအရှိစီးနဲ့ကွက်တိကြာလာဆိုတော့သူကကြည့်တယ်ကိုကဟွန်တီးပြီးတော့လက်ထောင်တဲ့ချိန်မှာပေါ့နော်ကြည့်ရသူတို့က pass ရတဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်ကိုကဆက်ပြီးတော့အောက်ကိုဆင်းသွားလိုက်ရုံပဲဖြစ်တယ်။ဒါဘိုကိတ်ကိုတက်တဲ့ပုံစံလေးကိုပြောပြတာဖြစ်တယ်။ပြီးကြဆိုကျွန်တော်ဗီဒီယိုနဲ့အတူရှင်းပြမှာဖြစ်တယ်
အဲ့တော့ဒီမှာဆို parking parking ကိုကြတော့ marker cc လို့လည်းသုံးတယ်เนาะမလေးလို့ဆို marker cc လို့သုံးတယ်ညီမလို့ဆို parking ပေါ့parking ကကြတော့ကျွန်တော်ကတဲ့အနေထားကိုစုပ်ရတာဖြစ်တယ်เนาะဘိန်းနေရပေါ့เนาะဖြူအောင်စီးကိုမတိအောင်လို့တဲ့ထိုးရတာဖြစ်เนาะ parking တဲ့ထိုးရဖြစ်တစောင်းထိုးရတော့မဟုတ်တဲ့ဝင်အောင်အတဲ့ဝင်အောင်ထိုးရတာဖြစ်တယ်เนาะပြီးကြရှင်ဗီဒီယိုမှာတော့မိတ်ဆွေတို့တွေ့ရမှာဖြစ်ပါတယ်parking ပြီးသွားလို့ရှိရင်ကျွန်တော်ကနော်ဆလကောဆိုတာကတော့ကျွန်တော်ဘယ်တော့အတူတူပါပဲနော်ကွေတာကိုပြောတာဆလကောဆိုတာလေဆလကော Z ဆိုတာ Z ပုံစံကွေရတာဖြစ်တယ်ဒါသူ့မှာကွေတဲ့လမ်းကြောင်းပေါ်မှာ Z ပုံစံကွေရတယ်အဲ့တော့ဘေးပလက်ဖောင်းနေမထီအောင်လို့ထိန်းပြီးတော့ကွေရတာဖြစ်တယ်နော်ဒါလေးကလည်းလေ့ကျင့်လိုက်လို့ရှိရင်ဒါလေးကအရင်ခက်တဲ့တဲမှာမပါဘူးနောက်ထပ်တီကာပန်ဂျူရူเนาะတီကာပန်ဂျူရူကဘာပြောချင်တာဆိုတော့သူကကျွန်တော်တို့လမ်းစုံလမ်းခွာပေါ့နော်လမ်းသုံးခွစုံလိုပုံစံမျိုးနေရာမှာဖင်ကိုတဲဆုပ်ပြီးတော့မှပြန်ကွေတဲ့ပုံစံမျိုးလုပ်ရတာဖြစ်တယ်တော်များများကတော့ကျွန်တော်တို့တင်တန်းထိမှာပေါ့သူအမှတ်သားလေးရှိတယ်ဘယ်နာထိကားကိုရောက်အောင်သွားမယ်ပြီးကြရင်အကုန်စီရတိုင်းအကုန်လှည့်ပြီးတော့ကွေမယ်ဒါမျိုးလေးပေါ့သူမတ်တက်လေးတွေရှိတယ်เนาะဒါတကယ်လို့သူ့နေရာမှာသူ့တင်တန်းမှာကိုကဥမာပေါ့ဇွန်နာပြောတဲ့parking နေရာဘယ်နေရာရှိတယ်3နေရာရှိတယ်3နေရာလုံးကထိုးကြည့်ရမှာဖြစ်တယ်เนาะဒီပုံစံတိုင်းလေးပဲလေ့ကျင့်သွားမှာဖြစ်တယ်တနေရာတည်းမဟုတ်ဘဲနဲ့ကွာ3ခုရှိရဆို3ခုလုံးပေါ့เนาะဒါ3 set လို့ခေါ်မှာပေါ့ကိုကေ parking ဆလာကော Z ဒီကပန်ဂျူရူเนาะဆလာကော S နောက်ပြီးတော့ RAM ပေါ့အဲ့ဒါတွေရှိတဲ့နေရာဟိုကျွန်တော်တစ်ဆက်စီတွဲထားတာဖြစ်တယ်เนาะအဲ့လိုမျိုး3ဆက်လုံး3ဆက်ရှိရင်3ဆက်လုံးကျွန်တော်ကျွမ်းကျင်အောင်လေ့ကျင့်ထားရင်တကယ်ဖြည့်တဲ့အခါမှာချွတ်ဖြစ်မှာဖြစ်တယ်နောက်ထပ်တီကာပန်ဂျူရူပြီးတော့ဆလာကော S เนาะဆလာကော S ဆိုတာကတော့ကျွန်တော် S ပုံစံအကွေကိုကွေရတာဖြစ်တယ်เนาะ S ပုံစံကွေရလဲဒီလိုပဲကျွန်တော် CR တိုင်းကိုတရားနိုင်ထိပြီးတော့ကွေမယ်ဆိုရင်တော့ပလက်ဖောင်းတွေမထိဘူးဆိုရင်တော့အောင်မြင်မှာဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ RAM ဖြစ်တယ် RAM ကတော့ကျွန်တော်တို့ RAM လို့ခေါ်တယ်သူကကြတော့အလယ်မှာတန်တိုင်းလေးတစ်ချောင်းကိုထောင်ထားပြီးတော့အရှိဘိန်းနဲ့တက်ကြတာဖြစ်တယ်အရှိဘိန်းနဲ့တက်မယ်အရှိကဂုံးပေါ်တက်နော်တန်တိုင်းကိုမထိအောင်လို့တက်ရမယ်ပြီးကြလို့ရှိရင် handbrake ဆွဲမယ်ခွန်တီးမယ်လက်ထောင်ပြီးတော့ရှင်အောက်ကိုဆင်းပြီးတော့တန်ချောင်းပေါ့နော်အလေတဲမှာထည့်ထားတဲ့တန်ချောင်းကိုဘေးကိုရွှေ့မယ်ဘေးရွှေ့ပြီးတော့ကျွန်တော်ကကားကိုအရှိပေါ်တက်ယူရင်သူအလဲမှာအမြင့်ပေါ့ဒါမြင့်ထားတဲ့နေရာလေးပေါ့ကားတစ်စီးစာရှိနော်အဲ့နေရာလေးကိုတက်ပေါ့ရှေ့ဘေးရောနောက်ဘေးရောတင်ပြီးတော့မှကားကိုရက်မယ်ရက်ပြီးတော့ဟွန်တီးမယ်ဟွန်တီးလို့ဘေးနားမှာစစ်ဆေးနေတဲ့ GPG ရှိမယ်ချီကူတွေရှိမယ်ပေါ့သူတို့ကရပြီဆိုလို့ပြောလို့ရှိရင်ချက်ပြလိုက်တာနဲ့ဒီပေါ်အောက်ဆင်းမယ်အောက်ဆင်းသွားမယ်ဆိုဘေးလေးပင်လုံးကိုအမြင့်ပေါ်ကနေတော့ဆင်းချအောင်ဆင်းချသွားပြီးတော့ကားကိုပြည့်ရက်မယ်ရက်ပြီးသွားလို့ရှိရင်ကျွန်တော်အလဲမှာတန်ထောင်ထားတဲ့တန်တိုင်ကိုပြန်ပြီးတော့အလဲကိုပြန်ထားရမှာဖြစ်တယ်အလဲစီးမှာပဲအလဲတက်မှာပြန်ထောင်းမှာဖြစ်တယ်ပြန်ထောင်းပြီးတော့ကျွန်တော်ကဘတ်နဲ့ပြန်ပြီးတော့ပြန်တက်ရမှာဖြစ်တယ်အနောက်ဘိန်းနှစ်ဘိန်းကိုအဲ့ကုန်းပေါ်ကိုဘတ်နဲ့ပြန်တက်ရမယ်တန်တိုင်ကိုမထိအောင်တက်ခါမှာဖြစ်တယ်တက်ပြီးသွားပြီဆိုလို့ရှိရင်ဟွန်ဒီလက်ထောင်းရတော့
ဒါတော့ကျွန်တော်တို့ကလှုပ်ဆောင်ချက်တစ်ခုပြီးသွားရင် Hondi လက်ထောင်ရတာတော့ပုံမှန်ဖြစ်တယ်အဲ့တော့ Hondi လက်ထောင်လို့ဘက်က bus ပေးတဲ့အဆင်ပြေတယ်ဆိုရင်ကွာဆင်းသွားရင်ဒီ run ဆင်းကအောင်မြင်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောပြတဲ့အဆင့်ပေါ့နော် Bukit Bangin Selangor Z Tiga Penjuru Selangor S RAM ဆိုတဲ့အဆင့်တွေကိုကျွန်တော် video file လေးတစ်ခုနဲ့အတူတွဲပြထားမှာဖြစ်တယ်အဲ့တော့ဒီ video file လေးအားဆိုရင်ကျွန်တော် YouTube ကနေတော့ပြန်ယူပြီးတော့သုံးထားတာဖြစ်တယ်เนาะငွေရင်းအုံနာကိုလည်းကျွန်တော် credit ပေးပါတယ်เนาะလောစေတော့ကျွန်တော်ဒါလေးနဲ့အတူမဲ့ရှူရှင်းပြမှာဒါမဲ့ရှူကညလုံးတဲမြင်မှာမလို့ဒီ video လေးကိုကျွန်တော်ယူသုံးထားခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဆက်ပြီးတော့လေ့လာကြည့်မယ်ဗျအဲ့တော့ကျွန်တော်တို့ကပါကင်ပိုင်မိတ်ရှူတော့အောင်မြင်သွားပြီပြီးဆုံးသွားပြီဆိုကျွန်တော်ကပြင်ကိုအောက်တိုးမောင်းရမယ်အောက်တိုးမမောင်းခင်မှာ KPP 03ဆိုတဲ့အဆင့်မှာကျွန်တော်အောက်တိုးမောင်းရတာဖြစ်တယ်အောက်တိုးမောင်းခင်မှာမိတ်ဆွေတို့ကလုံးအောင်မဲ့အဆင့်လေးတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ကမိတ်ဆွေတို့ရဲ့ခေါင်းကိုစီရမှာဖြစ်တယ်ကားစစ်တဲ့အပိုင်းမှာနှစ်ပိုင်းခွဲထားတယ် RPK ဆိုတဲ့အပိုင်းနဲ့ RSM ဆိုတဲ့အပိုင်းဖြစ်တယ်เนาะ RPK ကတော့ကျွန်တော်အရှည်ပြောမယ်ဆိုရင်တော့routine pamariza and getan routine ကကြတော့ကျွန်တော်ပုံမှန်လုံလုံစဉ်ကိုပြောတာဖြစ်တယ်pamariza and ဆိုတာလေးကစစ်ဆေးတာ getan and ဆိုတာလေးကတော့ရင်ကိုပြောတာဖြစ်တယ်ရင်ကိုပုံမှန်စစ်ဆေးတဲ့အပိုင်းဖြစ်တယ်အဲ့ဒါကျွန်တော်အောက်တိုးလို့ပြောလို့ရတယ်ကားရဲ့အပြင်ပိုင်းကိုစစ်ဆေးရဖြစ်တယ် RSM ကကြတော့ကျွန်တော် routine စပလုံးမမှန်တူတော့ဒါကမမောင်းခင်မှာစစ်ဆေးရတဲ့အပိုင်းဖြစ်တယ် routine ကကြတော့ပုံမှန်စစ်ဆေးတာစပလုံးဆိုတာလေးကမတိုင်မီမမှန်တူဆိုတာလေးကကာမောင်းတာတော့ကာမောင်းတာမတိုင်မီမှာပုံမှန်စစ်ဆေးရတဲ့အပိုင်းဖြစ်တယ်အဲ့တော့ဒီနှစ်ပိုင်းကိုမိတ်ဆွေတို့ကတကယ်မဖြည့်ခင်မှာဒါလေးကိုအရင်ဆုံးရှင်းပြရတာဖြစ်တယ်ကျွန်တော်အောက်တိုးမမောင်းခင်မှာကျွန်တော် GBG ရပဲဖြစ်ဖြစ်ကိုစစ်တဲ့ကြီးကူပဲဖြစ်ဖြစ်ဒီဘိုင်းကိုကစစ်ပြရတယ်စစ်မပြရင်တော့အတန်ထွက်ပြီးတော့မပြောရင်တော့မှကိုကနားလေတယ်ဆိုတော့ကိုကပြောပြတော့ဒါလေးဆိုတဲ့အပိုင်းလေးစစ်ပြရတဲ့အပိုင်းဖြစ်တယ်ကိုတိုင်းပါဇက်ကနေပြောပြီးတော့ရှင်းပြနိုင်တော့ပိုအဆင်ပြေတယ်တော့ဒီ RPK တို့ RSM ဆိုတို့ကကျွန်တော် detail view လေးတွေက YouTube ပေါ်မှာရှာလို့ရတယ်။နောက်မိတ်ဆွေတို့ရှာကြည့်လို့ရတယ်။သူတို့ဘယ်လိုပြောတယ်ဘယ်လိုစစ်တယ်ဆိုတဲ့အပိုင်းလေးတွေရှိတယ်။ဒါနဲ့ကျွန်တော်ကတကယ်လိုအပ်တဲ့အချက်လက်လေးတွေကိုပဲကျွန်တော်ပြောပြသွားမှာဖြစ်တယ်။နောက် video file အနေနဲ့တော့ကျွန်တော်တင်မပြတော့ဘူး။မိတ်ဆွေတို့ပုံနည်းနဲ့ပဲပိုင်းဆေးရမယ်ဆိုတဲ့ပိုင်းလေးတော့ကျွန်တော်ပြောပြသွားမယ်။ပထမဆုံးကျွန်တော်ရှင်းပြမယ့်ပိုင်းကတော့ RPK ဖြစ်တယ်။ RPK ဆိုတာကတော့ရှင်းမှကျွန်တော်ပြောတဲ့အတိုင်းပဲ routine pamariza and getan เนาะအဲ့ဒါပုံမှန်ရင်စစ်ဆေးတာဖြစ်တယ်အပြင်ဘက်အချမ်းကိုပြောတာဖြစ်တယ်အဲ့တော့အပြင်ဘက်ချမ်းကဘာတွေလဲပေါ့เนาะဒါရင်တစည်းကိုကျွန်တော်စစ်မယ်ဆိုရင်အပြင်ပိုင်းကနေစစ်မယ်ဆိုရင်တော့ကျွန်တော်ဘယ်ကနေညာပေါ့ဒီမျိုးအခုလက်ရှိကျွန်တော်ပုံမှန်ပြထားသလိုတပတ်ပတ်ပြီးတော့စစ်ရတာဖြစ်တယ်ဘယ်ကနေညာတပတ်ပတ်ရမယ်တော့တကြောင်းထဲမှာရှိတယ်ပေါ့ဒါဒီနားရောက်တယ်ဆိုရင်ဒါကားရဲ့ရှေ့ပိုင်းရောက်တယ်ဆိုရှေ့ပိုင်းကနဲ့ပတ်သက်တဲ့အပိုင်းကြီးရင်စစ်ပြီးတော့ B ဘက်ကိုတစ်ပတ်ပတ်ပြီးတော့ B ဘက်အပိုင်းနေစစ်မယ် B ဘက်ပြီးတော့နောက်ရောက်ရင်နောက်ကအပိုင်းနေစစ်နောက်အပိုင်းရောဒီဘက် B ရောက်ရင်ဒီဘက် B အချမ်းအပိုင်းနေစစ်ပြီးတော့တစ်ပတ်ပတ်ပြီးတော့စစ်ရမှာဖြစ်တယ်เนาะဒီပုံစံလေးပဲဖြစ်တယ်အဲ့တော့မှတ်မှာမိတ်ဆွေတို့ကဘေးကနေညာရင်စစ်မယ်ဆိုရင်အဲ့လိုစစ်ရမှာဖြစ်တယ်အဲ့တော့ပထမဆုံးမိတ်ဆွေတို့စစ်ရမယ်အပိုင်းကကျွန်တော်တို့ကအရှိမီးသီးဖြစ်တယ်เนาะမီးသီးဆိုတော့မီးသီးမှာကျွန်တော်ကမီးကြီးရှိတယ်ဆိုင်းလက်မီးရှိတယ်အချက်ပြမီးရှိတယ်เนาะဒါတွေအကုန်စစ်ရဘာကြီးစစ်လို့ရတယ်ဆိုတော့အပြင်ပိုင်းစစ်တာဖြစ်တဲ့ကွေးလားအလားဒါမျိုးတောင်းလို့ရှိရင်မဲနေလားမကြည့်ဘူးလားဒါတွေစစ်ရမှာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်ဒီမှာနံပါတ်ပြားစစ်ရမှာဖြစ်တယ်နံပါတ်ပြားကကြည်နေလားเนาะဒါမျိုးလေးပေါ့နံပါတ်ပြားတွေစစ်ပြရမယ်ဆိုတာကတော့ကျွန်တော်ဒါ is okay ဆိုတဲ့ပုံစံမျိုးအင်္ဂလိပ်လိုပြောပြီးတော့လေစစ်လို့ရတယ်เนาะဒီကတော့မိတ်ဆွေတို့ဗီဒီယိုလေးရိုက်ပြီးတော့ရှာကြည့်ပါเนาะဒီစစ်တဲ့ပုံစံဒီဗီဒီယိုတွေအများကြီးတင်ထားတာရှိတယ်ဟောတော့စစ်ရမယ့်အပိုင်းလေးကတော့အဲ့ဒါလေးဖြစ်နံပါတ်1အနေနဲ့မီးသီးပေါ့နော်အချက်ပြမီးသီးပါမယ်အချက်ပြမီးပါမယ်ပြီးကြလို့ရှိရင်ဒီဆိုတော့ပြောတဲ့နံပါတ်ပြားတွေပါမယ်
ပြီးကြရှင်အရှိမှန်ကြီးပေါ့နော်အရှိမှန်ကြီးကိုစစ်ပြရမယ်အရှိမှန်ကြီးကိုစစ်တဲ့ချိန်မှာကွဲအပ်နေလားဒါမှမဟုတ်ရှင်မှန်မှာဘယ်လိုအရာတွေထင်နေလားကွဲနေလားဒါမှမကြည့်ဘူးလားနော်ဒါမျိုးလေးစစ်ပြမယ်ပြီးကြရှင် wiper နော် wiper ကကြတော့ကျွန်တော် wiper တည်လေးတွေကပျော့နေလားမာနေလားနော်ဒါကောင်းမကောင်းပေါ့ဒါမျိုးစစ်ပြမယ်အဲ့တော့ wiper စစ်ပြပြီးသွားရှင်ကျွန်တော်ကဘေးနားမှာရှိတဲ့ CC ခေါ်တာပေါ့ဒါအချိန်မင်း CC လို့ခေါ်တယ်ဘက်ကြီးမှန်ပေါ့ဘေးကြီးမှန်ကိုစစ်ပြရမယ်ကောင်းရင်မကောင်းရင်တော့ပြီးရရင်ချေမင်းဆိုတဲ့ဘေးမှာရှိတဲ့ကားတကားမှာရှိတဲ့မှန်တွေကိုစစ်ရမှာဖြစ်တယ်မှန်တွေကောင်းလားမကောင်းလားဒါကြီးစစ်ပြီးသွားပြီဆိုရင်ကျွန်တော်ကနောက်ဆုံးပါဆိုတာယာကိုစစ်ရမယ်တာယာကြတော့လေးလုံလောက်မှုရှိလားတောက်ရှင်တာယာအပန်းကပါးနေလားအရန်เนาะဒါမျိုးထူနေလားဒါမျိုးစစ်ရမှာဖြစ်တယ်เนาะဒါအပန်းထူတယ်ဆိုရင်တော့အဆင်ပြေတယ်ပေါ့ပါးရင်တော့အဆင်မပြေဘူးပေါ့လေရော့နေတယ်ဆိုရင်အဆင်မပြေဘူးလေရှိတယ်ဆိုရင်အဆင်ပြေဒါမျိုးလေးစစ်ရမယ်ပြီးကြလို့ရှိရင်အနောက်ဘက်ကိုရောက်သွားတော့တပတ်ကြီးပတ်တော့အနောက်ရောက်သွားတယ်အနောက်မှာလည်းဒီတိုင်းပဲအနောက်မှာအချက်ပြမီးတွေရှိတယ်ချက်ပြမီးရှိရနောက်ပြီးတော့ရှင်နံပါတ်ပြားတွေရှိတယ်เนาะဒါကြီးစစ်ရမယ်အနောက်မှာဘောနက်ရှိတယ်သူကအဲ့ဘောနက်တွေလည်းစစ်ပြရတယ်ဗျချို့နေရာဆိုဘောနက်တွေပါစစ်ပြရတယ်ဘောနက်ကောင်းကောင်းမကောင်းတော့ဘန်ပါဆိုတဲ့အောက်ကဘန်ပါဆိုတဲ့ကားမှာပါတဲ့ဘန်ပါတွေကောင်းမကောင်းဒါလေးတွေလည်းပြောပြမျိုးရှိတယ်เนาะအဓိကအနေနဲ့တော့ကျွန်တော်စစ်မယ်ဆိုရင်တော့မီးသေးတွေနံပါတ်ပြားတွေစစ်ရမယ်ပြီးကြရင်ကားနောက်ပုံဖွင့်ပြီးတော့နောက်မှာတူးပေါက်ကိုထပ်ပြီးစစ်ပြမှာဖြစ်တယ်တိုးပေါက်မှာမဖြစ်မနေပါမှာဇဂီတီက MRN ဆိုတာလေးကပါပြောဇဂီတီကတော့သတိကံပြောတာဖြစ်တယ် MRN ကကြတော့ MRN ကပါပြောဆိုအရေးပေါ်เนาะအရေးပေါ်လို့တုံးတာဖြစ်တယ်အရေးပေါ်သတိကံဆိုတာရောင်ပြန်သတိကံအပြားလေးဗျာအဲ့ဒါလေးကပါဆိုကားတွေပါတွေပြတ်တယ်ဆိုရင်ဒါလေးကိုဆိုတာထောင်ထား highway တွေမှာဆိုအများဆုံးအသုံးဝင်တယ်ဒါလေးမပိုင်သူကအဆင်မပြေတချို့ကားဆိုရက်ထားမှမသိတဲ့ခါကျတော့အနောက်ကဝင်တိုက်တာတွေပါရှိရတဲ့အတွက်ဒါလေးကတော့မဖြစ်မနေသူကပါရတယ်နောက်ဂျိုက်ပါရတယ်နောက်ဘိန်းဖြုတ်တဲ့ပေါ့ဝင်းခွာတွေပါရတယ်အဲ့ဒါလေးတွေအဓိကစစ်ပေးရတယ်နောက်ပြီးတော့တာယာပေါ့စပယ်ဝီးရှိမရှိစစ်ရတယ်စပယ်ဝီးကလေရှိလာပေါ့တာယာတော့တည်တဲ့အတိုင်းပဲစစ်မယ်ဆိုရင်တော့အပန်းထူလာလေရှိလာဒါကိုအဓိကဒါရောစစ်ရမှာဖြစ်တယ်အနောက်ပိုင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ဘေးဘက်ကိုပြန်ရောက်သွားတယ်နော်ဒါဘယ်ကနေညာဆိုရင်ညာဘက်ဗီကိုပြန်ရောက်သွားမှာဖြစ်တယ်ဘေးဘက်ကိုပြန်ရောက်သွားတဲ့အချိန်မှာနံပါတ်5ရဲ့နံပါတ်4ရဲ့ဆိုတာကတော့ကျွန်တော်တာယာတွေစစ်မယ်ဘေးမှာရှိတဲ့ကားမှန်တွေစစ်မယ်ပြီးတော့ရှင်ဘေးကြည့်မှန်တွေရှိနော်ဘေးကြည့်မှန်တစ်ချမ်းနဲ့မတူလေဒီဘက်ချမ်းဘေးကြည့်မှန်ကိုစစ်မယ်စစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကနောက်ဆုံးပါဘယ်ရောက်သွားလဲဆိုတော့အရှိကိုပြန်ရောက်သွားမှာဖြစ်အရှိဘောနက်ကိုပြန်ရောက်သွားချိန်မှာဘောနက်ဖွင့်မယ်ကားဘောနက်ဖွင့်သွားရှင်ကားဘောနက်ဖွင့်သွားအထဲထဲမှာရှိတဲ့အပိုင်းတွေကိုစစ်ရမှာဖြစ်တယ်စစ်ရမယ့်အပိုင်းကတော့အများကြီးရှိတယ်ကျွန်တော်အဓိကကြားတဲ့အပိုင်းလေးတွေကျွန်တော်ထည့်ပြောထားတယ်ဒီမှာတော့ဘယ်ပိုင်းလဲဆိုတော့ brake စီဘူးကို brake စီရှိမရှိစစ်ရမယ် engine 1ရှိမရှိစစ်ရမယ်ကြာရေပြန်မှုမှာရေရှိမရှိစစ်ရမယ်နောက် wiper မှာ wiper ရေရှိမရှိစစ်ရမယ်နောက် battery ခေါင်းတွေ loose ဖြစ်နေလားနော်ဒါမှမဟုတ်ကောင်းလားမကောင်းလားတော့ loose ဖြစ်နေလားဒါမျိုးတွေစစ်ရမှာဖြစ်တယ်အဲ့တော့ပြီးကြလို့ရှိရင်ကျွန်တော်တို့ကဒီကားမှာဆွဲထားတဲ့ dynamo မှာဆွဲထားတဲ့ပူလီကြိုးတွေပေါ့နော်ဒါမော်တာတွေမှာဆွဲထားတဲ့ပူလီကြိုးတွေကတင်းနေလားပျော့နေလားဒါတွေစစ်ရမယ်စစ်ရမယ်ဆိုနောက်ဆုံးတချို့ဆိုရင်ပိုက်တွေပေါ့ဒီတိုင်ကနေထွက်ထားတဲ့ပိုက်တွေကောင်းလားမကောင်းလားအဲ့ဒါမျိုးတွေစစ်တာမျိုးတွေရှိတယ်အဓိကတော့ဒါလေးတွေပဲစစ်ရတာဖြစ်တယ်တော့အကုန်လုံးခြုံပြီးတော့တခုမကြံတော့လိုက်ပြောနေစရာတော့မလိုသူကအများနဲ့ဖြစ်တဲ့အတွက်သူကသဘောတရားနားလေတယ်ဆိုလို့ရှိရင်ကွာစစ်ပြပြီးတော့ပြောပြလိုက်ရင်ရဒါရွှေ့ကြရင်လာတော့မကြည့်ဘူးကိုကလို့သဘောရစစ်ပြတာပဲဖြစ်တယ်အများနဲ့စစ်တဲ့ခါကျတော့ပြောချင်တာတော့အရင်တိကျရင်မဟုတ်တော့မှအဆင်ပြေလို့ပြောလို့ရတယ်ဒါကကြတော့ကျွန်တော်အပြင်ပိုင်းစစ်တဲ့အပိုင်းဖြစ်တယ်။နောက်အတွင်းပိုင်းစစ်တဲ့အပိုင်းကြတော့အဲ့အပြင်ပိုင်းပြီးမှသာတကယ်မိတ်ဆွေကကားထဲရောက်သွားပြီဆိုလို့ရှိရင်အတွင်းပိုင်းစစ်တဲ့ ISN ဖြစ်တယ်။ ISN စစ်တဲ့အချိန်မှာကြတော့ဘေးနားမှာ GQ တောင်းလို့ရှိရင်GPG ကအရာရှိပိုင်းဘေးနားမှာရှိနေမှာဖြစ်တယ်။အဲ့တော့မိတ်ဆွေကကားထဲဝင်နေဆိုတာ ਨੇ အဲ့ GQ တောင်းလို့ GPG ကအရာရှိပေါ့နော်တွန်းလို့တုံးတယ်။အဲ့တော့အရာရှိပိုင်းတွေကိုပေါ့နှုတ်ဆက်ရတယ်နှုတ်ဆက်ဒါတော့သူကယဉ်ကျေးမှုရနှုတ်ဆက်တာဖြစ်တယ်အမှတ်ပေးတဲ့ဘိုင်းရဲ့လို့မဟုတ်တော့ကြောင့်စစ်စေးမှုကိုနှုတ်ဆက်ရတယ်နှုတ်ဆက်ပြီးသွားလို့ရှိရင်ကျွန်တော်ကပထမဆုံးကားထဲကိုရောက်ပြီးဆိုတာနဲ့ကျွန်တော်ကဘေးကြည့်မှန်နေနောက်ကြည့်မှန်နေတော့ရှင်အပေါ်ကိုယ့်ရဲ့ထိုင်ကုန်အနေထားတွေကိုအရင်ဆုံးချိန်ရတာဖြစ်တယ်နောက်ကိုဘလို့အနေထားမျိုးမှာအဆင်ပြေမယ်စီရတာနဲ့ကိုလက်နဲ့ကကွက်တိကြမကြเนาะဒါလေးချိန်ရ adjust လုပ်ရเนาะအဲ့ပိုင်း adjust လုပ်တယ်လုပ်ပြီးသွားရင်ကျွန်တော်ကဘယ်ဆက်သွားလဲဆိုတော့ဒီဘက်မှာခပတ်ပတ်နော်အလုပ်ပြီးပါဆိုတာနဲ့နံပါတ်2အနေနဲ့ခပတ်ပတ်ရတယ်ခပတ်မပတ်ခင်မှာခပတ်ကကောင်းလားမကောင်းလားဆိုတော့ကျွန်တော်ကစမ်းကြည့်ရတယ်ကျိုးနဲ့ဓာတ်ဆူဆွဲလိုက်တာနဲ့သူကခပတ်ကကတ်နေရဆိုရင်ဒါကောင်းတယ်ပေါ့ပြောချင်တာတော့ခပတ်တော်တော်များများကအားနဲ့ဆွဲလို့ရှိရင်ထွက်မလာဘူး
ဒါခပတ်ကောင်းလို့ဖြစ်တယ်နော်ခပတ်ဆိုတာဖြည်းဖြည်းဆွဲရတာဖြစ်တယ်ဖြည်းဖြည်းဆွဲပြီးတော့ပတ်ရတာဖြစ်တယ်လောစေကျွန်တော်တို့ကမပတ်ခင်မှာအရင်ဆုံးသူတို့ရှိမှစမ်းပြခပတ်လေးကိုနည်းနည်းလေးအားလေးနဲ့ဆွဲကြည့်တယ်ပေါ့နော်အားလေးနဲ့ဆွဲကြည့်တဲ့အချိန်မှာခပတ်ကအဆင်ပြေတယ်ဆိုရင်တော့အဆင်ပြေတယ်ကောင်းတယ်ဆိုတော့ပါဇက်ကပြောပါသေးတယ်ဒါစစ်ဆေးပြရတာဖြစ်တယ်တရုတ်ပြရတာပေါ့နော်တရုတ်ပြရတာဖြစ်တယ်ကိုပဲတိလို့တော့မရောက်အဲ့ကြတော့ဘေးနားမှာ JPG ရပဲဖြစ်ဖြစ်အရာရှိပိုင်းနေရှိနေတဲ့အခါကျတော့ကိုကဒါသူတို့ကိုပြောပြတာဖြစ်တယ်အဲ့ချိန်မှာကျွန်တော်ကပတ်ပတ်မယ်ကပတ်ပတ်ပြီးတဲ့အချိန်မှာကျွန်တော်ကဒီကတော့ကျွန်တော်စစ်တဲ့သဘောကိုပြမှာဖြစ်တယ်အော်တိုကားတွေဆိုရှင်တော့ B နေရာမှာရှိနေလားမရှိနေလားဒါဆို manual ဆိုလဲ free နေရာမှာဟုတ်နေလားမဟုတ်နေလားဒါစစ်ကြည့်ရမှာဖြစ်တယ်ဟုတ်တယ်ဆိုရင်အဲ့နောက်မှာပဲထားမယ်ပြီးရင် handbrake ကိုလည်းစစ်ရမှာဖြစ်တယ် handbrake ကဆွဲထားလားအောက်ချထားလား handbrake အောက်ချထားဆိုရင်ပြန်ဆွဲရမှာဖြစ်တယ်နော်ဒါစစ်ကြည့်တယ်ဆိုတာကတော့ဘေးနားအရာရှိကိုကတိချောင်းကိုပြရခြင်းမှာဒါလေးကိုဆွဲပြီးတော့အောက်ချပြီးတော့ပြန်ဆွဲတင်တာမျိုးတွေလုပ်ရတယ်မရှိလို့ဒီလေးသိချင်နေဆိုရင်တော့ဗီဒီယိုတွေ description မှာပေါ့နော်ဒါလေ့လာတဲ့ဗီဒီယိုပိုင်းတွေကျွန်တော်တင်ပေးထားမယ်မရှိလို့လည်းကြည့်လို့လွယ်အောင်လို့ဒါကျွန်တော်ကပါဇက်နဲ့ပြောပြဆိုမျက်လုံးထဲမဲ့မြင်ပါဆိုလို့လေနော်ဟုတ်ပြီဆက်ပြီးတော့သွားမယ်အဲ့လိုမျိုးစစ်ပြီးသွားပြီဆိုရင်ကျွန်တော်ကဆက်နှုတ်လို့ရဂီယာလည်း free ဖြစ်ပြီး handbrake လည်းဆွဲထားပြီးဆိုတော့မရှိကဆက်နှုတ်လို့ရပြီဆက်နှုတ်ပြီဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီမှာအချက်ပြမီတွေပေါ်လာမှာဖြစ်ရှေ့မှာပေါ်လာ dashboard မှာရှိတဲ့ပေါ်လာတဲ့မီတွေကိုကတခုချင်းစီကိုလက်ညှိုးထိုးပြီးတော့စစ်ပြရတာဖြစ် engine 1မီရှိမယ် battery မီရှိမယ် handbrake မီရှိမယ်နောက်ပြီးတော့ချက်မီဆိုတာရှိ engine ချက်မီဆိုတာရှိ engine မှာချက်မီဆိုတာရှိတယ်အဲ့ချက်မီလေးလည်းစစ်ပြရတယ်နောက် heat gauge ဆိုတာရှိ heat gauge ဆိုတာကျွန်တော်ဘယ်လိုပြောမလဲဆိုရေစုအမှတ်ကိုပြတာအော်တိုကားတွေမှာဆိုရင်တော့ပေါ်တယ်ပေါ့နော်အော်တိုကားတွေမှာဆိုရင်တော့ heat gauge မီလေးရဆိုရင်ပြနေတာမျိုးတွေရှိတယ်နော်ဆက်ဖွင့်လိုက်တာနဲ့ heat gauge မီပါပေါ်တယ်နော်အဲ့ဒါမျိုးလေးတွေကစစ်ပြီးတော့ပြရတယ်နောက်ဆုံး C ရှိမရှိပေါ့နော် C gauge ကိုလည်းစစ်ပြရတယ်တခုချင်းတွေကလက်ညှိုးထိုးပြီးတော့စစ်ပြရဖြစ်တယ် is okay နောက်ချင်းಇದು performance ဒါမျိုးလေးပြောလို့ရတယ်ဒါတော့ပြောတဲ့ပုံစံကတော့မိတ်ဆွေတို့အင်္ဂလိပ်လိုပြောချင်တယ်ဆိုတော့အင်္ဂလိပ်တန်တယ်လို့ပေါ့ဒါမျိုးတော့လှုပ်ဆောင်ပုံအဆင်ပြေရဲဆိုတာကိုဟိုအရှင်းပြတာဖြစ်တယ်เนาะအဲ့လိုမျိုးလေးတွေကတခုချင်းတွေကစစ်ပြပြီးသွားပြီဆိုလို့ရှိရင်အကုန်အဆင်ပြေရဆိုရင်ကောင်းအောင်စမ်းကြည့်မယ်ဟွန်းတန်မီလားမမီလားဟွန်းတန်မီရဆိုရင်အဆင်ပြေနောက်ပြီးတော့ကျွန်တော်ကအရေးပေါ်မီကိုဇုံမီခေါ်တာပေါ့ emergency မီလို့ခေါ်တယ်เนาะအဲ့အရေးပေါ်မီတော့3ကန်ပုံလေးအဲ့ဒါလေးကိုလည်းနှိပ်ကြည့်ရတယ်နှိပ်ကြရဆိုစစ်ကြည့်ရတယ်ကောင်းမကောင်းပေါ့เนาะအဲ့လိုမျိုးအားလုံးအဆင်ပြေသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်မောင်းပါတော့မယ်ဆိုပြီးတော့ခွင့်တောင်းရတယ်ခွင့်တောင်းဆိုဘေးနာချီကိုပဲဖြစ်ဖြစ်ဂျီပီရရရှိပဲဖြစ်ကိုမောင်းပါမယ်ဆိုခွင့်တောင်းပြီးတော့သူမောင်းခိုင်းတဲ့လမ်းပိုင်းကိုကိုကမောင်းပေးရတာဖြစ်တယ်မိတ်ဆွေတို့ကအဆင်ပြေသွားပြီလူလူဖြစ်သွားတယ်ပေါ့နော် JPG ကနေ pass ပေးလိုက်ပြီဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီမှာစလစ်လေးနှစ်ခုရနော်ဒါကျွန်တော်ကအရှိမပြောခဲ့တဲ့ KPP02 parking ဖြည့်တဲ့နေရာစလစ်ရယ်တကယ် driving ပေါ့နော် auto driving ဖြစ်တဲ့ KPP03 ကလူလူဖြစ်တဲ့စလစ်နှစ်ခုကိုသူကပေါင်းပြီးတော့ရမှာဖြစ်အဲ့စလစ်လေးနှစ်ယောက်ကိုကျွန်တော်ကတင်ထားပြီးတော့နှစ်ပတ်ကြာတဲ့အခါမှာကြိုက်တဲ့ JPG ရုံးကိုတွားပြီးတော့မိတ်ဆွေက B license ထုတ်လို့ရမှာဖြစ်တယ်နော် B license ဆိုတာလေးကကျွန်တော်ပြောခဲ့တဲ့စမ်းသက်မောင်းနှင်ခွင့် license ပေါ့နှစ်သက်တမ်းရှိတဲ့ B license ရမှာဖြစ်တယ်နော်မိတ်ဆွေတို့အဲ့တော့ B license ရတဲ့ခါကျရင်မိတ်ဆွေကဘာဆက်လုပ်ရလဲဆိုတော့ license member ပတ်ကျူပန် PDL ဆိုတဲ့ B license ကိုရမှာဖြစ်တယ်အဲ့တော့ B license ကသက်တမ်း2နှစ်ရှိတယ်အဲ့သက်တမ်း2နှစ်ပြည့်သွားပြီဆိုတော့မှကျွန်တော်က complete license ကိုရမှာဖြစ်တယ်မိတ်ဆွေက B license ကိုမောင်းတဲ့သက်တမ်းအတွင်းမှာဒီတောက်လေးမှာ B ဆိုတာလေးပါတယ်တော့မိတ်ဆွေတို့ကားမှာလည်း B ဆိုတဲ့တစ်စိတ်ကိုကဲ့ရမှာဖြစ်တယ်ဘယ်နားတွေကဲ့ရလဲဆိုတော့ကျွန်တော်ကအရှိမှန်ဒေါက်ပေါ့နော်ဘယ်ဘက်ဒေါက်မှာကဲ့ရမယ်နောက်မှန်ရဲ့ဒေါက်ဘယ်ဘက်ဒေါက်မှာကဲ့ရမှာဖြစ်တယ်တချို့တွေကြတော့ဒါပေါ့နော်တေချာစာအုပ်ထဲမှာပါတဲ့ချက်လက်ကိုတေချာမသိတဲ့ခါကျတော့ဘယ်နဲ့ညာနဲ့မှားကတ်တာမျိုးလည်းရှိတယ်ဘယ်ဘက်ဒေါက်မှာကဲ့ရမှာဖြစ်တယ်အပေါ်ဘက်ကဲ့အောက်ဘက်ကဲ့ပေါ့ဒါမြင်သာအောင်လို့သူကကတ်ပေးရတာဖြစ်တယ်ကားအနောက်ဆိုလဲအနောက်ဆိုလို့ရှိရင်ရင်မောင်းတဲ့သူရဲ့ဘယ်ဘက်ဒေါက်ပေါ့နော်ရင်မောင်းတဲ့သူရဲ့ဘယ်ဘက်ဒေါက်မှာပဲကဲ့ရတာဖြစ်တယ်ရှေ့ကောင်းမှာဆိုလို့ရှိရင်လည်းခေါင်းကန်းမှာလည်းရေမောင်းရဲ့ဘက်တောက်မှာကပ်ပေးရတာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုမိတ်ဆွေတို့က B license ကင်ထားပြီး B license နဲ့ကျွန်တော်ကားမောင်းမယ်ဆိုရင်မိတ်ဆွေရဲ့မောင်းတဲ့ကားလည်း B ဆိုတဲ့တစ်စိတ်ပါမှာဖြစ်တယ်အဲ့နှစ်ခုကန့်ညီမှုမရှိလို့ရှိရင်တကယ်အရေးယူခံရမှာဖြစ်တယ်နော်ဒါလေးရသူရဲ့ law ပဲဖြစ်တယ်အဲ့တော့ B license ရပြီမိတ်ဆွေကတက်တန်း2နှစ်ပြည့်သွားပြီအဲ့ဆိုရှင်မိတ်ဆွေတို့က complete license ကိုပြန်လျှောက်လို့ရနော် complete license လျှောက်လို့ရမယ်အဲ့ကြားထဲမှာပြဿနာတွေဆိုမှမရှိခဲ့ဘူးဆိုရင်တော့မိတ်ဆွေတို့ကcomplete license ရမှာဖြစ်တယ် complete license ကတော့တက်တန်းတစ်နှစ်ကနေ9နှစ်ရှိတယ်သူတို့ပေးတဲ့ပုံမူတည်တယ်ပေါ့နော်တက်တန်းအပိုင်းခြားလေးတော့ရှိတယ်complete license မိတ်ဆွေတို့ကရသွားပြီဆိုတော့မှနောက်တဲ့ PSV တို့ GTL တို့ကိုမိတ်ဆွေတို့ကပြန်ပြီးတော့ရှောက်သွားမှာဖြစ် PSV
ဒီနေ့ GTL ဆိုတာပါလဲဆိုတော့အငှားရင်မောင်းတို့ပတ်စကားရင်မောင်းတာတို့ကုန်ကားမောင်းတာတို့ဒါမျိုးတွေမှာသူကထပ်ပြီးတော့ထုတ်ပေးတယ်เนาะစာရွက်လေးเนาะပြောချင်တာတော့ကျွန်တော် airline နဲ့တူတယ်နောက်ထပ်ပေါင်း license စာရွက်ဖြစ်တယ်เนาะ license စာရွက်ကိုသူက plastic လောင်းထားတာဖြစ်တယ်ကျွန်တော်တို့ smart card တော့မဟုတ်ဘူးเนาะ license ကတော့ company license ကတော့ smart card ဖြစ်မယ်တော့ကျွန်တော်ပြောတယ် BSB တို့ GTL တို့ကထပ်ပေါင်း license ဖြစ်တဲ့အတွက်သူကကျတော့ကိုဝန်ဆက်ကိုမှာသူက plastic လောင်းထားတာဖြစ်တယ်เนาะတက်တန်းတော့တစ်နှစ်ဖြစ်တယ်အဲ့တော့ကျွန်တော်နိုင်ငံခြားသားတွေအနေနဲ့တော့ IT သွားလို့မရဘူးလို့ကျွန်တော်သိထားတယ်เนาะကျွန်တော်သိထားတာကိုပြောပြတာဖြစ်တယ်အဲ့တော့ဟုတ်ပြီမိတ်ဆွေတို့ကဒီဟာဆိုလို့ရှိရင်မိတ်ဆွေတို့ကပြည့်စုံသွားပြီလို့ကျွန်တော်ဆိုလိုချင်တယ်မိတ်ဆွေတို့ရင်မောင်းလိုက်ရင်လူတိုင်းဂိုင်နိုင်ပါစေလို့လည်းဆုတောင်းပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသုံးဝင်မယ်ဆိုရင် like and share လေးလုပ်ပြီးပါဦးဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်